အားလုံးပဲမင်္ဂလာပါရှင် Innocent Baby ကပါဒီနေ့ကတော့ကိုယ့်ရဲ့เนาะတသားရီမိမိအတွက်ကိုပစ္စည်းလေးတစ်မျိုးရောင်းပေးခြင်းလို့เนาะဒီထဲမှာညီမလေးအမားတော့ပစ္စည်းဆိုရင် quality ကောင်းမှเนาะဈေးနှုန်းလေးရဲ့တန်မှခလေးတယောက်ဝတ်တဲ့ခါကျရင်ပေါ့ပေါ့ပါလေးလေးဖြစ်ကောင်းမယ်เนาะအပြင်သားပြင်သားဝတ်တဲ့ခါကျရင်လည်းအဆင်ပြေရမယ်ဆိုရင်ကိုမမိုက်ကဒီပစ္စည်းရအောင်ထားပေးเนาะအသားတီတုံးထားပေးအသားတီ100% cotton C32 သား grade အသားနဲ့ချုပ်ထားပေးတယ်ခွန်သားဖြစ်ပါရဲ့ရှင်တီရှပ်ဖြောင်လေးပါเนาะဒီလိုအသားဖြစ်တဲ့အတွက်ညီမလေးအမခံနိုင်ကအယောင်မကြောက်အတိမထောင်နှစ်ရှည်လာများဝတ်လို့အဆင်ပြေပါတယ်ဒါတီရှပ်လေးတွေရောင်းပေးမယ်เนาะအဲ့လိုမျိုးလဲပြည့်တယ်เนาะတီရှပ်အပြင်သားပြင်သားလည်းအဆင်ပြေတီရှပ်ဖြောင်ဆိုတော့ဆိုပြီး oversee တွိုင်းအောင်မှဝစ်ချလိုက်တာအဆင်ပြေသားလေးဆိုရင်ဂျင်းမောင်းမိနဲ့ short band အတူတောင်းမွေ jogger band ကြိုက်တဲ့ဘောင်းမိနဲ့တွဲစင်လုံးဝ perfect ပဲဘာမှမလိုအပ်ဘူးဒါမျိုးတီရှပ်ဖြောင်လေးတွေအသစ်ထွက်တယ်အဲ့လိုမျိုး quality လဲကောင်းတယ်အသားလဲကောင်းတယ်ဈေးနှုန်းကြတော့လေညီမလေးဘလောက်လဲများနေမှာလား quality တအားကောင်းတော့ဈေးနှုန်းတအားများနေမှာဆိုမမိုက်ကအမတို့ငါးတဲ့ယုံနဲ့လက်ကားသင်းနဲ့ရမယ်နော်တစ်ထည့်ကိုမမတို့6000ကျော်နဲ့ရမယ်ငါးတဲ့မှာငွေ3000ကျော်ပဲကြမယ်ငါးတဲ့ယုံနဲ့တစ်ထည့်ကို6000ကျော်နဲ့ရမယ်ကြိုက်တဲ့နေရာပဲရှာညီမတို့တုံထားပြီးတဲ့ဒါဒီခွန်အသားနဲ့ပေးထားတဲ့ချုပ်ချွတ်တာလုံးဝရှယ်ဒီပစ္စည်းကိုညီမလေးကမနက်ဖြန်20ရက်17လ2025နေ့လယ်7:00နာရီ Innocent Baby Facebook page လေးခမရဦးမယ်ဒီပစ္စည်းရအောင်ဝေးတီရှပ်ပြောင်ဘနက်ခောက်ထွက်ကိုရောင်းမလောက်တဲ့ပစ္စည်းအယောင်လေးတွေအကုန်လုံးကတကယ်ယောက်ျားလေးမိန်းကလေးဝလို့ရအယောင်လှလှလေးပဲထုတ်ထားပြီးရဲ့နော်ရအောင်တော့ဦးထားပြီးပါမနက်ဖြန်နေ့လယ်7:00နာရီလေးခမတို့ကြမယ်နော်ကြည်ပေးမှာကျေးဇူးအများကြီးတင်ပါတယ်ကိုမောင်တတာပါရှင်